personal trainer လုံးဝမလိုအပ်ဘဲနဲ့ weight ဘယ်လိုချရမလဲ step 1 weight မပြီးဖို့လိုတယ်ကျန်မသွားနိုင်ဘူးဆိုရင်တော့အိမ်မှာ weight တုံးနဲ့ workout လိုက်လုပ်လို့ရတယ်ဘာလို့ရမှန်းမသိဘူးဆိုရင်တော့ free တင်ပေးထားတဲ့ video လိုက်ကြည့်ပြီးလိုက်လုပ်လို့ရတယ် weight မချင်းကခန္ဓာပိုတန်းမစေမယ်ခန္ဓာပိုလှစေမယ်ကြက်မိုက်လေးပိုကောင်းစေမယ် calories မြင့်မြတ်လောင်ဖို့အတွက် cardio လုပ်ပေးဖို့လိုတယ်စပိန်နင်းလို့ရတယ်လမ်းလျှောက်လို့ရတယ်တစ်ပတ်ကိုအနည်းဆုံး150မိနစ်2နာရီခွဲလုပ်ပေးဖို့လိုတယ်စီမြတ်မြတ်ချရှင်နဲ့ weight မြတ်မြတ်ချရှင်နေဆိုရင်တော့ပိုလုပ်ပေးဖို့လိုတာပေါ့တစ်နေ့ကိုအနည်းဆုံးခြေလမ်း9000ကနေ1000ဝန်းကျင်လောက်လမ်းလျှောက်နိုင်အောင်ကြိုးစားပေးဒီလိုလုပ်နေဆိုရင်တော့ calories အများကြီးလောင်ကျွမ်းမယ်နှလုံးတွက်လေးကောင်းမယ်အသားစားတဲ့ပမာဏကိုပုံမှန်ထက်2ဆလောက်စားပေးအသားစားတဲ့ပမာဏကို weight ချိန်ပြီးစားမြင်ဆိုရင်တော့ကိုယ့်ရဲ့ weight ကို 0.8 နဲ့မြှောက်လိုက်အဲ့လောက်ဝန်းကျင်လောက်စားပေးလိုက် weight ချဖို့အတွက်ဆိုရင်တော့အဓိကအစားအသောက်ဖြစ်လိမ့်မယ်ကိုစားတဲ့အစားအစာပုံမှန်မူတည်ပြီးကိုယ့်ရဲ့ခန္ဓာကိုပြောင်းလဲတာဖြစ်တဲ့အတွက်စားတဲ့အစားအစာကိုအဓိကထားပြီးလုပ်ပေးကြပါအသားကိုဘာလို့အဲ့လောက်များများစားခိုင်းတာလဲအဓိကထားပြီးစားခိုင်းတာလဲဆိုတော့အသားစားရင်တော့ပိုက်ပြေးရလွယ်တယ်ပိုက်စာလေးခံတယ်ခန္ဓာကြစ်လက်ချင်နေဆိုရင်တော့အသားများများစားပေးဖို့လိုတယ်ဟင်းသီးရွက်ကိုလေအဓိကထားပြီးစားပေးဘာလို့လဲဆိုတော့ပိုက်ပြေးရလွယ်တယ်ပိုက်စာခံတယ်ရှင်းရှင်းလေးကိုစားတောက်တဲ့ calories ပမာဏတိတိတတ်တာလျော့နေစေရှင်နေဆိုရင်တော့အပြင်စားတဲ့ပမာဏကိုတဝက်လောက်လျှော့ပေးဝိတ်ချတဲ့ခါမှာအစီအစဉ်နဲ့ plan နဲ့ချဖို့လိုတယ်ကိုမှဘာလို့ရမှာလဲဘယ်လိုချရမှာလဲဆိုတော့ plan လုံးဝမရှိဘူးဆိုရင်တော့ဝိတ်ချတာတအားခက်ခဲလိမ့်မယ် plan လိုချင်တယ်ဘာလို့ရမှာဆိုတော့အတိအကျတိတိကျကျလေးဆွဲပေးရလို့ချင်နေဆိုရင်တော့ one on one online coaching program ကိုလာ join လိုက်ပါ